ဒီကနန်စင်းမှာရှိနေတဲ့ယုံကြည်သူညီကိုမောင်နှမများမယုံကြည်သူညီကိုမောင်နှမများလည်းရှိမှာဖြစ်တယ်ကျွန်တော်ယေရှုဖခင်ရဲ့အကြောင်းလေးကိုအနည်းငယ်ပြန်လည်ပြီးတော့မှဝေငှပေးခြင်းနဲ့တချို့သောသူတွေကကျွန်တော်တို့တွေကိုးကွယ်နေတာကခမဲတော်တန်သားတော်တန်ရှင်းသောဝိညာဉ်တော်သုံးပါးတစုဖြစ်တယ်ဆိုပြီးတော့မှကျွန်တော်တို့တွေရွာလဲနေတဲ့သူတွေမြောက်များစွာရှိကြတာပဲဖြစ်တယ်သားတော်ဖခင်ကိုခမဲတော်ဖခင်ကနောက်ဆုံးပြီးတဲ့အခါကျမှဖန်ဆင်းတာလားလူသားတွေကိုကျွန်တော်တို့တွေအပြစ်ကနေပြီးတော့မှလွတ်မြောက်ဖို့ရန်အတွက်ယေရှုခရစ်တော်ဖခင်ကိုဖန်ဆင်းတာလားဆိုပြီးတော့မှကျွန်တော်တို့မကွဲမပြားရှိနေတဲ့အရာတွေမြောက်များစွာရှိတာပဲဖြစ်ပါတယ်အဲဒါကြောင့်ယေရှုခရစ်တော်ဖခင်ကသူကယခင်တုန်းကကောင်းကင်နဲ့မြေကြီးနဲ့ကိုဖန်ဆင်းတဲ့အချိန်မှာတည်းကစတည်ပြီးတော့မှရှိခဲ့တဲ့ဖခင်ဖြစ်တယ်။ဘာဖြစ်လို့လဲဆိုကြရင်ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး1ရဲ့အငယ်1မှာဘာပြောတယ်လဲဆိုကြရင်အစာအုပ်၌နှုတ်ကပတ်တော်ရှိ၏နှုတ်ကပတ်တော်သည်ဖခင်သခင်နဲ့အတူရှိ၏နှုတ်ကပတ်တော်သည်လည်းဖခင်သခင်ဖြစ်တော်မူ၏ဟုတ်ပါပြီရှင်ယောဟန်နဲ့မှာဘာပြောထားလဲဆိုကြလို့ရှိရင်နှုတ်ကပတ်တော်ဆိုတာယေရှုဖခင်ကိုဆိုလိုတာဖြစ်တယ်အစာအုပ်၌နှုတ်ကပတ်တော်ကရှိတယ်ဆိုကြတော့ကျွန်တော်တို့ကိုဖန်ဆင်းတဲ့ဖခင်ကယေရှုဖခင်တပါးရိတာဖြစ်ပါတယ်ဒီအရာကိုကျွန်တော်တို့တွေကမသိကြဘူးမသိကြတဲ့အခါမှာခမဲတော်ဖခင်ကတပါးလားသားတော်ဖခင်ကတပါးလားတို့ဒီမဟုတ်တန်ရှင်းသောဝိညာဉ်တော်ဖခင်ကတပါးလားဆိုပြီးတော့မှကျွန်တော်တို့တွေကဝေခွဲမရဘဲနဲ့မြောက်များစွာကိုယ့်ရဲ့ဖခင်အကြောင်းကိုမသိတဲ့သူတွေလည်းမြောက်များစွာရှိတာပဲဖြစ်တယ်အဲဒါကြောင့်ယေရှုခရစ်တော်ဖခင်ဆိုတာကကျွန်တော်တို့ကိုဖန်ဆင်းခဲ့တဲ့ဖန်ဆင်းရှင်ဖခင်ဖြစ်တယ်တနည်းအားဖြင့်ပြောရလို့ရှိရင်ကျွန်တော်တို့သူကိုယ်တိုင်အာရနဲ့အေဝါနဲ့ရဖခင်ရဲ့စကားကိုနားမထောင်တဲ့ကျွန်တော်တို့ဒီအပြစ်ဒုစရိုက်ထဲကနေပြီးတော့မှလွတ်မြောက်ဖို့ရန်အတွက်ကောင်းကင်မှာရှိနေတဲ့ခမဲတော်ဖခင်ကသားတော်ဆိုပြီးတော့မှကျွန်တော်တို့လောကလူသားတွေအတွက်လာရောက်ပြီးတော့မှအပြစ်ဒုစရိုက်အတွက်လဝါကတိုင်းမှာအသေးခံပေးဆက်ပေးတဲ့တဝူဒီတော်ဖခင်ပဲဖြစ်ပါတယ်ဒီအကြောင်းအရာလေးကိုအနည်းငယ်ပြန်လည်ပြီးတော့မှသိရှိစေချင်တာဖြစ်တယ်နားလည်စေချင်တာပဲဖြစ်တယ်ကျွန်တော်တို့တွေကခမဲတော်ဖခင်ကတပါးလားသားတော်ဖခင်ကတပါးလားတန်ရှင်တော်ဝိညာဉ်တော်ဖခင်ကတပါးလားဆိုပြီးတော့မှကျွန်တော်တို့တွေထင်တတ်တဲ့သူတွေမြောက်များစွာပဲရှိတာဖြစ်ပါတယ်အဲဒါကြောင့်ကျွန်တော်တို့တွေကသုံးပါးတစုဖြစ်တဲ့ကျွန်တော်တို့ခမဲတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်ဒီသုံးပါးကိုကျွန်တော်တို့တွေကိုးကွယ်ကြတာပဲဖြစ်ပါတယ်ဒီຢာကတော့ကျွန်တော်တို့ကိုးကွယ်တဲ့ဖခင်ရဲ့အကြောင်းပဲဖြစ်တယ်ထိုဖခင်ဟာဆိုရင်ဖြင့်ကောင်းကင်နဲ့စัจ java လာတစ်ခုလုံးကိုဖန်ဆင်းအုပ်စိုးတဲ့ဖခင်ဖြစ်တယ်ပိုင်တတော်မူသောဖခင်ဖြစ်ပါတယ်အဲဒါကြောင့်ယနေ့မှာဆိုရင်ဖြင့်ကျွန်တော်အလွန်ဝမ်းမြောက်စရာကောင်းတဲ့သင်ရဲ့အတွက်ငြိမ်သက်ခြင်းဆိုတဲ့အရာလေးအပြင်အနည်းငယ်ပြန်လည်ပြီးတော့မှခွန်အားပေးချင်တာပဲဖြစ်တယ်ကျွန်တော်တို့တွေလူလောကမှာလာရောက်တဲ့အခါမှာကျွန်တော်တို့တွေစိတ်ရဲ့ငြိမ်သက်ခြင်းစိတ်ရဲ့ဝမ်းမြောက်ခြင်းဆိုတာကလူတိုင်းရဲ့ဘဝအသက်တာထဲမှာမရရှိကြပါဘူးလောကမှာနေထိုင်တဲ့အခါမှာကျွန်တော်တို့တွေစားဝတ်နေရေးအတွက်ရုန်းကန်ဖြည့်ရှင်းနေရတဲ့သူတွေမြောက်များစွာရှိတယ်ဖခင်ကိုတစ်ခါတလေကကြားလို့ရှိရင်ကျွန်တော်တို့တွေမေ့တတ်တဲ့သူတွေမြောက်များစွာရှိတယ်တချို့သောသူတွေကအစဉ်အမြဲမေ့နေတတ်တဲ့သူတွေပဲဖြစ်တယ်အဲဒါကြောင့်ကျွန်တော်တို့တွေယနေ့မှာဆိုရင်ဖြင့်ခံပတ်အမတ်1မရှင်ဟောက်ကနေပြီးတော့မှကျွန်တော်တို့ယေရှုခရစ်တော်ဘုရားကိုအမြဲတမ်းသတိရစေဖို့ရန်အတွက်ကျွန်တော်တို့သိရအတွက်ငြိမ်သက်ခြင်းအလွန်ဝမ်းမြောက်စရာကောင်းသောသတင်းစကားလေးကိုပြန်လည်ပြီးတော့မှဝေငှပေးချင်တာပဲဖြစ်တယ်အဖိုးမဖြတ်နိုင်တဲ့သတင်းကောင်းပဲဖြစ်ပါတယ်ယေရှုခရစ်တော်ဘုရားရဲ့အကြောင်းပဲဖြစ်တယ်အပြစ်နဲ့မကင်းပါဘူးလူတွေအားလုံးကလူမှန်ရင်အပြစ်နဲ့မကင်းပါဘူးကျွန်တော်တို့ဒေသနာကျမ်းထဲမှာဘာပြောထားလဲဆိုရင်လူတွေကဖြောင့်မတ်တဲ့သူတယောက်မှမရှိဘူးတဲ့လူတွေကတန့်ရှင်းတဲ့သူတယောက်မှမရှိဘူးလို့ပြောတယ်လူသားအားလုံးကအပြစ်သားတွေကြီးပါပဲယခုကျွန်တော်ဝင်ငှနေတဲ့ကျွန်တော်ကိုယ်တိုင်အပြစ်သားပဲဖြစ်တယ်အဲဒါကြောင့်ကျွန်တော်တို့ကိုကယ်တင်ပေးတဲ့ကယ်တင်ပိုင်ရှင်ယေရှုဖခင်တပါးရိတာလည်းကောင်းမြတ်တဲ့ဖခင်ဖြစ်တယ်အပြစ်နဲ့ကင်းစင်သောဖခင်ဖြစ်ပါတယ်အဲဒါကြောင့်လူမှန်ရင်မြည်သူမဆိုအပြစ်နဲ့မကင်းကြဘူးလောဘဒေါသမောဟတွေနဲ့ပြည့်နေနေတဲ့သူတွေဖြစ်တယ်ကာယကံဝစီကံမနောကံများနဲ့ကျွန်တော်တို့တွေပြစ်မှားနေထိုင်နေတဲ့သူတွေပဲဖြစ်တယ်အနေအထိုင်စင်ကြင်တတ်တဲ့သူအနေအထိုင်ကောင်းတဲ့သူတွေကကျွန်တော်တို့လူဘဝမှာကျွန်တော်တို့တွေကအပြစ်မလုပ်ဘူးအပြစ်မကင်းဘူးကျွန်တော်တို့တွေအပြစ်မလုပ်ဘူးလို့ထင်တတ်ကြပေမဲ့တမန်ကျမ်းစာထဲမှာတော့ကျွန်တော်တို့အပြစ်နဲ့ကင်းတဲ့သူကတယောက်မှမရှိဘူးလို့ပြန်လည်ပြီးတော့မှဖော်ပြထားတာပဲဖြစ်တယ်အဲဒါကြောင့်အဲ့ဒီအပြစ်ဒဏ်စီရင်ခြင်းကိုလူတိုင်းကတနေ့ကကြရင်မလွဲမသွေခံစားရမှာပဲဖြစ်တယ်လူတွေကအပြစ်ရှိတဲ့သူတွေဖြစ်ပြီးတော့မှတရားခံများတာဖြစ်ကြတယ်နောက်တစ်ချိန်မှာအပြစ်ဒဏ်စီရင်ခြင်းကိုမလွဲမသွေရင်ဆိုင်ရမှာပဲဖြစ်တယ်ပြစ်ဒဏ်ကတော့အဆုံးအစမရှိတဲ့ကန့်
နဲ့လောင်တဲ့ငရဲမိအိုင်ထဲမှာငိုကြွေးမြည်တမ်းခြင်းအန်သွားခဲကြိတ်ခြင်းပဲဖြစ်တယ်ဗျာဒိတ်ကျမ်းထဲမှာဗာပြောထားတယ်လဲဆိုရင်အပြစ်ရဲ့အခါကတည်ခြင်းဖြစ်တယ်လို့ပြန်လေပြီးတော့မှပြောဆိုထားတာဖြစ်တယ်ဟုတ်ပါပြီအဲ့ဒါဆိုရင်ကျွန်တော်တို့လူတွေကဘာဖြစ်လို့ကျွန်တော်တို့တွေအပြစ်တွေနဲ့ပြည့်နေနေကြတာလဲဖခင်သခင်ကလည်းကျွန်တော်တို့လူတွေကိုဖြောင့်မတ်အောင်ဖြန့်စင်းလို့မရဘူးလားကျွန်တော်တို့လူသားတွေကိုဖြောင့်မတ်တန့်ရှင်းအောင်ဖန်ဆင်းလိုက်ရင်ပြီးပြီမဟုတ်ဘူးလားဘာဖြစ်လို့ဒီသားတော်ဖခင်ကိုလောကကိုလာပြီးတော့မှအသေးခံပေးဆက်နေမှာလဲအဲ့ဒီလိုဆိုလို့ချင်းကျွန်တော်တို့တွေရှောက်ထွေးလာတဲ့လူဘဝကြီးဖြစ်သွားမှာမဟုတ်ဘူးလားဒါပေမဲ့ကျွန်တော်တို့ဒေသနာကျမ်းထဲမှာဘာပြောသလဲဆိုရင်ဖခင်သခင်ကလူကိုဖြောင့်မတ်အောင်ဖန်ဆင်းတယ်လို့ပြန်လည်ပြီးတော့မှပြောဆိုထားတာပဲဖြစ်တယ်ဒါပေမဲ့လူတွေကအထူးထူးအပြားပြားကြံစီတတ်ကြပါတယ်တဲ့နော်အဲ့ဒါကြောင့်ဖခင်သခင်ကအာဒံနဲ့အေဝါနဲ့ကိုဖန်ဆင်းတဲ့အခါမှာဖြောင့်မတ်ဖန်ဆင်းတဲ့ဖြောင့်မတ်တန့်ရှင်းသောအသက်တာနဲ့ဖန်ဆင်းတာပဲဖြစ်တယ်ဒါပေမဲ့အာဒံနဲ့အေဝါနဲ့ကကျွန်တော်တို့ဖခင်သခင်ကမစားနဲ့ကောင်းမကောင်းကိုသိကျွမ်းရအပင်ကအသီးကိုမစားနဲ့လို့ပြောတဲ့အခါမှာဖခင်သခင်ရဲ့စကားကိုနားမထောင်ခြင်းအပြင်အာဒံနဲ့အေဝါနဲ့ကအပြစ်ဒုစရိုက်တဲ့ကိုတက်ရောက်သွားတာပဲဖြစ်တယ်အဲ့ဒါနဲ့ကျွန်တော်တို့လူသားအလုံးရဲ့အဖိုးအဖွားဖြစ်တဲ့အာဒံနဲ့အေဝါနဲ့ကအပြစ်ဒုစရိုက်တဲ့ကိုကြာရောက်ရတယ်လို့ကျွန်တော်တို့တွေကလည်းဘာမှမစီမဆိုင်ဖခင်သခင်ရဲ့စကားကိုနားမထောင်တဲ့ကျွန်တော်တို့အဖိုးနဲ့အဖွားအာဒံရဲ့ဖခင်သခင်ရဲ့စကားကိုနားမထောင်တဲ့အပြစ်ရောက်ခြင်းအပြင်ကျွန်တော်တို့တွေကလည်းအပြစ်ဒုစရိုက်ကိုခံစားခဲ့ရတာပဲဖြစ်တယ်ယခုနကျွန်တော်ပြောသလိုမျိုးပဲဖခင်သခင်လူတွေကိုဖြောင့်မတ်အောင်လူတွေကိုတန့်ရှင်းအောင်ဖန်ဆင်းလိုက်ရင်ပြီးပြီမဟုတ်ဘူးလားကျွန်တော်ကမေးခဲ့ဘူးပါတယ်ဒါပေမဲ့ဒေသနာကျမ်းထဲမှာဖခင်သခင်ကဘာပြောတယ်လဲဆိုရင်ဖခင်သခင်ကလူတွေကိုဖြောင့်မတ်အောင်ဖန်ဆင်းခဲ့ပါတယ်တဲ့နော်လူတွေကိုဖြောင့်မတ်အောင်ဖန်ဆင်းခဲ့တယ်လူတွေဟာဆိုရင်ဖြင့်အထူးထူးအပြားပြားကြံစီပြီးတော့မှဖခင်သခင်ရဲ့စကားကိုနားမထောင်မဲနဲ့ကျွန်တော်တို့အပြစ်ဒုစရိုက်တွေကိုကြစေမဲ့စာတမန်နဲ့ရဲ့စကားကိုနားထောင်ပြီးတဲ့အခါမှာလူသားတစ်ရက်လုံးကအပြစ်ဒုစရိုက်တွေကိုကြာရောက်ရသွားတာပဲဖြစ်တယ်ကျွန်တော်တို့လူသားတွေကအပြစ်နဲ့လုံးဝမကင်းတဲ့သူတွေပဲဖြစ်ပါတယ်ကျွန်တော်တို့တွေအပြစ်ဒုစရိုက်ကိုကျွန်တော်တို့တွေလုံးလို့မဟုတ်ပါဘူးကျွန်တော်တို့တွေဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့ရဲ့အဖိုးအဖွားဖြစ်တဲ့အာဒံနဲ့အေဝါနဲ့တွေကအာဒံနဲ့အေဝါနဲ့ရဲ့လက်ထက်ကလေးကကျွန်တော်တို့တွေကအပြစ်ဒုစရိုက်ရှိတဲ့သူတွေပဲဖြစ်တယ်အဲဒါကြောင့်ကျွန်တော်တို့တွေရဲ့အတွက်ကျွန်တော်တို့လက်ဝါးကားတိုင်းမှာဖခင်သခင်ကလာပြီးတော့မှပြန်လဲပြီးတော့မှအသွေးသွင်းတယ်ကျွန်တော်တို့ရဲ့အတွက်အပြစ်ရဲ့အခပေးခြင်းအဖြစ်နဲ့ကျွန်တော်တို့ကိုပြန်လဲပြီးတော့မှရွေးနှုတ်တယ်ကဲ့တင်တယ်ဒီဖခင်ကတော့ယေရှုဖခင်တပါးတည်းသာလင်ဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဘဝအတ္တတာအတွက်အသွေးကိုသွင်းပေးတယ်ကျွန်တော်တို့ရဲ့ဘဝအတ္တတာအတွက်ခန္ဓာကိုယ်ကိုပေးဆက်သွားပေးတဲ့ဖခင်ကတော့ယေရှုဖခင်တပါးတည်းသာလင်ဖြစ်တယ်ယေရှုဖခင်တပါးတည်းသာလင်လောကမှာကောင်းမြတ်တဲ့ဖခင်ဖြစ်ပါတယ်လူတိုင်းကအပြစ်ဒုစရိုက်များနဲ့ပြည့်နှက်နေသောတညီတညွတ်ထဲလမ်းလွဲနေကြသောသူများသာလင်ဖြစ်ကြပါတယ်